ကောင်းပါတယ်ရှင်ကျွန်တော်ကလေရေချိုးပြီးသားဆိုရင်လေကျွန်တော်ဘယ်လိုဖြစ်တာမှမသိဘူးလေစိမ့်တွေတိုက်ခံပြီးလို့ရှိရင်လေအဖျားကျင်တို့တွေဖြစ်လာတာပြီးကြရင်မန်းလေးမျိုးပေါ်မှာတက်ပြီးတော့လေတစ်ခုခုစားလိုက်ရင်နေကောင်းသွားဗျအဲကျွန်တော်ဘာယောဂမှမသိဒီနေ့တော့မဟတ်မီကနေကျွန်တော်ကိုတီးတိုက်မှာပေါ့ဗျာမဟုတ်ပါဘူးတိုက်မှာလေဒါတို့သဘောတူညီကြမှာမပါပါဘူးဒီကိစ္စတိုက်မှာခုနပတ်စံနေရင်းတာပြလိုက်အောင်တမိဖြန်းတာတဲ့ဟာပြလိုက်အောင်ဒါအရင်စမ်းတော့ဒီလိုကြံတာပတ်စံအိတ်ကဒီတိုင်းဒီက9000ဘာလို့ကြံနေရလဲဆိုတော့9000နဲ့အပြည့်ဆိုတော့တုံးမရဘူး9000နဲ့ဒီမပြည့်နဲ့အဲတုံးမရအဲ့နဲ့ဟိုတနေ့တော့အမေသမီးမိုးတသိမ့်ပေးတယ်မိုးတသိမ့်ပေးတယ်သမီးကျောင်းစားတက်တော့မိုးတသိမ့်ပေးတာနေ့လက်စား3500ပိုးစားခဲ့တယ်ပြီးတော့အိုးရ16000ပေးရတယ်အဲ့တော့ခါအဲ့ဒီမှာသမီးကဘယ်လောက်ကုန်သွားလဲဆိုတော့19500ကုန်သွားရော2000ထားပါတော့2000ပေါ့2000ဆိုတော့ဒါလေးက8000ကျန်နေရှင်ဒါလေးကဒီမှာလည်းသမီးလေးအဲကျွန်တော်သူတုံးလို့တုံးရမယ့်အရွယ်ဆိုတော့တုံးဖို့ကိုကျွန်တော်တသိန်းထည့်ပေးရကိုသူနဲ့ဘာလုပ်တာတုံးနဲ့ဘာလုပ်တာတုံးနဲ့ဆိုပြီးတော့အခုဒီနေ့တော့သူ့ရဲ့ကျန်တဲ့8000နဲ့ကျွန်တော်တို့ကဒီနေ့မုတ်စားထွက်ကြမယ်ပေါ့ဗျာသူကျွေးမှာပေါ့ဗျာဒီကျွန်တော်တို့ကတီးဆိုင်မှာတောင်းနေမှာပတ်စံထွက်မှာဆိုလို့သမီးကိုဆီယာမစားဝယ်တော့မှလာလို့မြဲဒီချိန်နောက်ရက်မှဝယ်မယ်လို့တီချဲတော့ပေးလိုက်ပါဆရာမကိုတော့စောင်းလေးတော့ပုံမှန်ဝယ်ကြပါညီတို့ညီတို့ចောင်းသားလေးတွေရောင်းနေရှိရဆရာမတွေအဲ့လိုမလုပ်ပါနဲ့ဝယ်မှာပါဝယ်ရမယ်နော်ရှိတုန်းကဆိုရင်ဒီပစ္စည်းတွေကော်ပြားတွေတောင်ဝယ်ပေးရသေးတာပဲဟုတ်တယ်ဒီပစ္စည်းတွေကော်ပြားတွေနော်အဲ့ဒါ तू ကဒီနေ့စီလုံတီဟုတ်ဘူးပါတော့1980ပါစင်2ခွက်ရယ်ကျွန်တော်တို့ကထက်တရလေးခုံးနဲ့ဆွဲပြီးတော့ကျွန်တော်တာမင်းမြေအောင်သပင်သွားပြီးရွှိုင်းနီးခွိုင်းနီးလုပ်မယ်ဗျာသပင်လေးကနည်းနည်းလေးပေါ့ဗျာကျွန်တော်ကြာဆန်လေးထွက်နေတော့ကြာကျွန်တော်ကအရန်ဟိုဟာဖြစ်နေနှာတွေစီးနေတယ်အဲ့တော့ကျွန်တော်ဒါပေမဲ့လည်းတွားရမှာပေါ့နော်လုပ်ငန်းစဉ်ရမတီးရလှဖို့အတွက်ကိုလေးပြုတ်ပြင်လေးနဲ့စိတ်ကိုလည်းပြုတ်ပြင်လူကိုလည်းပြုတ်ပြင်တော့ကြတော့စိတ်ကိုပြုတ်ပြင်တာကိုယ့်အတွက်ပေါ့နော်လူကိုပြုတ်ပြင်တာကအများအတွက်ပါရှင်အများကြည့်ရှုပြီးတော့အော်တီလေးအဆင်ပြေနေရှာတယ်ဟောတက်ရက်ကလေးနဲ့လှပလေးဖြစ်နေရဆိုရင်အော်ငါတို့ထောက်ပံ့စရာမလိုဘူးပဲဆိုတဲ့စိတ်ကလေးနဲ့စိတ်ကတော့ကိုယ့်အတွက်ပြုတ်ပြင်တာပေါ့ရှင်လူကတော့အများအတွက်ပြုတ်ပြင်အောင်မှမို့လို့ကျွန်တော်တို့ဒီနေ့သပင်ညက်ဆိုင်မှာသွားပြီးတော့ shiny ကွိုင်းနီးလုပ်အောင်မယ်တမိပတ်စံလေးကိုကျွေးသွားအောင်မယ်ပတ်စံလေးနည်းနည်းလေးကုန်သွားပြီဆိုလို့ရှိရင်နေကောင်းသွားတော့သိလားမနေ့ကလည်းနေမကောင်းမနေ့တော့သိလားပြောပြအောင်မယ်နေမကောင်းမှုတဲ့အဲ့လိုဟိုဘာယူနစ်မန္တလေးထဲမှာလဲစတောက်ပြီးတော့ငါကောင်းသွားသိလားအဲ့လို coffee ပူလေးတို့တီးပူလေးတို့တောက်လိုက်ရလို့ရှိရင်ကျွန်တော်ကလေအဲ့လိုမျိုးနေကောင်းသွားပေါ့ဗျာအဲ့ကျွန်တော်တကယ်အမှန်တိုင်းပြောရင်ကျွန်တော်အတွက်ကလည်းအဲ့လောက်ဆိုရတယ်သိလားအဲ့လောက်ဆိုရတယ်သိလားလက်ဖေးပူလေးတစ်ခွက်ဒါမှမဟုတ်လို့ရှိရင် coffee ပူလေးတစ်ခွက်ဆိုရင်ကျွန်တော်နေကောင်းသွားပါပြီရှင်ဟုတ်တယ်စားထိုင်တော့အဲ့လိုပြောထိုင်တာထိုင်နေစိတ်ကြီးဝင်သွားပြီးရှောက်မှာတော့စိတ်ကြီးဝင်တော့မဝင်တော့ဒီနေ့ကကျွန်တော်ဟိုစားခဲ့တယ်မီးရှည်စားခဲ့တယ်စိတ်ကြီးကတလမှတစ်ခါလောက်ပဲဘုံလို့ကောင်းတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ချစ်လို့ကျွန်တော်စကားစမြည်ပြောနေရပါပြောမဆိုမရှိရဆိုရင်ခွင့်လွှတ်ပေးပါရှင်တောင်းပန်ပါချစ်ပါတယ်ကျွန်တော်ချစ်တဲ့ TikTok မိသားစုကြီးပါရှင်